905W ပေါ့နော် CPU အဲ့ကောင်လေးကကြတော့သူ original က version 7.1 လောက်ပဲရှိတာအဲ့ဒါ YouTube original ပါတဲ့ဟာကို update မြင်လဲသူကမရဘူးတခြား YouTube တွေသုံးလို့ရှိရင်လည်းဒီ device ပေါ့နော် device ကအလုံးမလို့ support မလုပ်တဲ့အတွက်ကိုသူက firmware version 9 ပေါ့ version 9 တင်ပြီးတော့ firmware ပြောင်းရေးမှတာလေတော့ YouTube ဘိုင်းတွေရောတခြား APK သုံးတာတွေရောဒါအဆင်ပြေသွားတာပေါ့နော်A96ကိုသူက firmware change လိုက်တာပေါ့နော် firmware change ရေးလိုက်တာ version ကတော့9ဖြစ်သွားမယ်ပြီးသွားလို့ရှိရင် YouTube update တွေသုံးလို့ရပါမယ်ပြီးတော့တခြား application တွေ run လို့ရတယ်ပုံစံလေးကတော့ပြောင်းသွားမှာပေါ့နော်သူကတော့ဒီ feature ပုံစံလေးတစ်ခုတော့ပြောင်းသွားတယ် original အတိုင်း original firmware မဟုတ်ဘဲနဲ့တခြား firmware ကိုတင်လိုက်တာပေါ့အားလုံးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ software တော်တော်များများလည်းအဆင်ပြေသွားပြီဖြစ်ပါတယ်အဲ့တော့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ YouTube မှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုအမြဲတင်ပေးထားပါတယ်မိတ်ဆွေများအားလုံးပဲကျေးဇူးတင်ပါတယ်